အားလုံးပဲမင်္ဂလာပါ welcome back to Dim's Era ဒါကတော့တပတ်စာလောက်စုထားတဲ့ဗီဒီယိုလေးတွေပေါင်းပြီးတော့တင်ပြီးတဲ့ vlog လေးပါဒါကတော့ကျွန်မရဲ့ outfit ပေါ့နော်ပြီးတော့ကျွန်မတို့ company မှာ champion and legend celebrating the sound and strength of Burma ဆိုပြီးတော့ charity concert လိုမျိုးလုပ်ထားတဲ့ event လေးပါအမှကျွန်မတို့ usher လုပ်တဲ့ decoration တွေအစားကျွန်မတို့လုပ်ပြီးတော့ special guest အနေနဲ့ Arza နေရဲ့Joshua Van ရဲ့ ကျွန်တော်ဗီဒီယိုရပါဝင်ပါတယ်ကျွန်တော်ပန်းရောင်းတဲ့ဟာတွေကိုပန်းရောင်းလို့ရတဲ့ပတ်စံတွေကိုမြန်မာပြည်မှာဒုက္ခရောက်နေတဲ့သူတွေကိုပြန်ပြီးလှူပါတယ်ဒါကတော့ကျွန်တော်ရဲ့ CEO ပေါ့နော်အရင်ဖြစ်စားကောင်းပါတယ်ဒီလိုပြီးတော့အခါမှာကျွန်တော်တို့ပဲပြန်ပြီးသိနေ and then အလုံးမှာပေါ့နော်ဒီလိုမျိုးတစ်ခါလေးပေးလို့ရှိတယ်ဆိုတော့လာပြတာပါရှင်အရန်ကောင်းတဲ့ sushi ပေါ့နော် is also tasting and testing for new products တခါတလေ solution ဒီလိုမျိုး meeting များတဲ့နေ့တွေရှိတယ်ပြီးတော့တခါတလေ solution ဖုန်းထဲကနေပြီးတော့ဆက်သွယ်တဲ့နေတွေလည်းရှိတယ်ငယ်ချင်းနဲ့လုပ်ဖြစ်တဲ့မုံဟင်ကားလေးပါဒီ vlog တော့ဒီလောက်ပါပဲ thank you for watching bye bye